ပြင်မလားပြင်ပြောကြအောင်ရေဘုံပြောကြပြင်မလားတော့ပါအောင်အော်ဟိုလူအောင်ပြက်ကိုဟိုသမီးရဲ့ဒီဘက်လာလေဟာဒီဘက်အနောက်တော့ပန်းတော့ဒါပြီ1 2 3 4 go အဖေကအခုအားကိုလို့ရလို့ဟာအဖေအခုជីချီဝိတေဝိတို့ရှော့ရလဲဒီသမီးပဲအပြင်မှာစားဖို့တောက်ဖို့မျိုးဖို့ဆိုရှာတော့လဲဒီသမီးပဲဘာမှလဲအဖေကဘာမှအားကိုရလဲပြောလိုက်ချင်အဖေအခုဘိုင်းလာလားဗျဟမ်ချီပါဦးမလားပါလေပါမလေးစညမတော်ဘဝဆက်ဆက်ဒီလိုမိဘမျိုးနဲ့မကြုံမရစေနဲ့တော့မစုံမရစေနဲ့ဒီလိုမောင်နေနဲ့လည်းမစုံမရစေနဲ့သွားမယ်ဟေးသွားမယ်ဒီလိုမျိုးလေဒီလိုမိဘမျိုးနဲ့မစုံချင်ဘူးစိတ်ညစ်လိုက်တာချီရသေးရဟိုလေဟိုပဲတဲ့သူဦးကျော်သေးအောင်လှည့်ခိုင်းတယ်လေဟိုပဲလေရေးပဲမယ်လေညီမလေးရဲ့အဲ့ဒီနောက်ဆုံးအရင်လို့ဒါပြန်တော့နော်ကလပ်ဘဝဆက်ဆက်လေးဒီလိုအဖေမျိုးနဲ့မကြုံမရစေနဲ့ဒီလိုမောင်နေနဲ့လည်းမကြုံမရစေနဲ့သွားရောမဲစိတ်ကြီးညစ်တယ်ဘယ်လိုမိသားစုမျိုးမှလာပေါက်သွားရလဲငါဘဝကြီးအမေဟိုဘာလဲကောင်းမယ်ချီကောင်းမယ်လက်ရပြီထူရဖိုင်တော့ဟောဆိုင်မယ်ကလပ်1 2 3 4 go အေးဒါပဲတော့တော့ခုတော့ဒီသားသမီးပဲအကောင်လိုက်လုံနေရတယ်ရေးတယ်ကိုလုံးဒီသမီးရှိသမျှဟမ်အခုတော့ဘဲပါလဲအားကိုရပြောဒီနေ့သူကလည်းသူ့အတွက်တက်တကြီးတက်ရိုက်လားဟုတ်ပြီနော်1 2 3 မိတ်တယ်မဟုတ်နောက်ဆုံးလဲတော့ဒီသမီးကိုလုံးလိုက်လုံနေရကြောက်ရပြီဒီကနည်းကုန်းထားလိုက်ကိုတော့နေဆိုလိုက်ပေါ်ရွှေ့ပဲပေါ်ရွှေ့တော့နေညနာပဲညနာအေးလာပဲအသားလေးနဲ့တုံဟိုမျက်နှာနှစ်ခုမလားမျက်နှာနှစ်ခုနဲ့လက်အလုပ်လေးလက်လုပ်လေးပဲကိုယ်နည်းနည်းကုန်းလေးရညီမလေးနဲ့ပြရပြီဘယ်လိုဘောကြီးချို့လဲရရလားဒါပြီတာပြီအေးရကိုပြီနောက်ဆုံးကြတော့လေဒီသမီးပဲဟမ်သာကူလာမရှိဘူးဘဝဆက်တော့ဒီလိုဖေးမျိုးနဲ့မကြုံရပါစေနဲ့စိတ်တွေလည်းညစ်ပါတယ်တော့ရပြီဟာရပြီဟုတ်ပါဘူးအကြီးကြီးတာအဖေတို့ကလည်းကိုယ့်ကိုချိုးတာမဟုတ်ဘူးတိုက်ချုံးပေးနေရတယ်ဒီကလည်းရပြီလားပိုင်လို့ရတယ်ရတယ်ဟုတ်ကဲ့မင်းဒီရေကန်ပေါင်ဆောင်ဇွန်းလေးပဲပေါ့မဆောင်လေးပဲဒီတုံးလေးရှေ့တော့တုံးချော့ဒီခောက်ချတယ်ဟိုခဏလေးခဏလေးဟောလာဦးနေရှော့ဘူးနော်တုံးရှော့လို့ဒီလာမှာလိုက်ရှော့မှာရပြီအဲ့တော့ဒါဆိုတဲ့ချက်အတန်းနဲ့လာပါတန်လာလေဟုတ်လေအဲ့တော့ဆရာဘိုးတော်လာတဲ့တော့ပါခဏပြီးတော့မှလာပြီဒါပြီကလပ်1 2 3 4 go ဖေတို့ကလည်းကိုယ့်ကိုချိုးတာမဟုတ်နေရာကလိုက်ချိုးပေးနေရတယ်ဒါကပြောလို့ရတော့အဲ့အဖေအဲ့လက်ကမြောက်လို့မရနဲ့တလုံးမြောက်လို့ရမှာမဟုတ်ဘူးမြောက်လို့ရအောင်နည်းနည်းပါးပါးကိုကလိုက်ချိုးပြီးလိုက်လုံနေမှာပေါ့အဖေရဲ့ဖေတို့လည်းမပြောချင်ဘူးအတလုံးအဲ့လက်ကမြောက်လို့ရမှာမဟုတ်သိလားဟုတ်မဲ့စိတ်မရှိတော့ဘာလို့မဲတိုင်းမဲလို့ပါရဘယ်လိုဒီလိုက်တာလဲလို့ကြီးချင်းတာတော်ကြီးလိုက်လေဒီလိုကိုဆိုတိုင်းတယ်လို့ရှိရဘယ်လိုလုပ်
ပြင်သွားနေနေရတာ ရတယ်ဆိုတော့မင်းဟိုဟွာတော့ကနေညီမလေးခေါင်းကိုလောင်းလာရတယ်ကြာစားတယ်နော် 好了， ဒီဘက်ကချောင်းကြည့်နေတာတစ်ချမ်းရှိတယ်ဆက်လာ ကလပ် 1 2 3 4 ဒီဘက်တိုင်းကြည့် ခေါင်းလောင်းမယ်ဟိုမက်ကလှုပ်ရှားအဲ့လိုလှုပ်ရှားမှာဖေရဲ့အဖေတို့လှုပ်ရှားမနေလို့ရှိရင်ဘလို့လုံးဝဖြစ်ပါလဲလို့ပြောနေလှုပ်လေလို့လှုပ်တော့တိတ်မရှိတော့ပုံဝန်းညာကြောက်လို့ရှိရင်သားသမီးဆိုးရဖြစ်လောက်ပေးနေတိုင်းကိုကိုအမြဲတမ်းဟိုခါနဲ့နည်းနည်းပါးပါလှုပ်ပြီးတော့လှုပ်ပေါ့လက်ကအဲ့လှုပ်မရတဲ့လက်ကိုပဲအဲ့ဟာပဲလှုပ်လို့မရဘူးပဲမလှုပ်ပဲနေဘယ်လိုလုပ်ကောင်းပါလဲလို့အဖေတို့ကလှုပ်မှာပေါ့ကိုယ့်နဲ့ကိုခက်ကိုယ့်ဘာကိုချိုးမှာပေါ့လို့အဖေတို့ကလည်းဘာမှမသိစက်ကပိတ်ရှိတော့အငယ်ကောင်းလည်းဘယ်ရောက်နေတတ်ပါ သမီးကိုနည်းနည်းလေးစိတ်မကောင်းတဲ့ idea နဲ့ဆက်လိုက်ကြည့်လို့ ပိတ်ရှိဘုံကန်ဘာရအဖေကဘာလဲဘာရတာလဲအဖေကချိုးပေးနေတယ်ဘာရတာလဲကတော့ရှင်းရှင်းတော့ ရပြီတော်ပြီအဲ့လောက်ဆိုရပြီမင်းအောင်မင်းဟိုမီးဆွိုင်းပေါက်ယူလားဟိုမီးစတန်းယူလိုက်တာမီးစတန်းယူတာမင်းညောင်းရောဘယ်ကောလေးတော့ဆက်စမှာ ပေးတော့ပေးခဲ့ပေးတယ်ရေကနည်းနည်းလေးပဲရှိတယ်ပေးပါမ ဟုတ်လားရှင်းစားပြီစမ်းပါဒီရှင်းလေး ဒီညီမပဲရမယ်နော်ဒါတွေမရတော့ဘူးဒီလိုလိုပဲရမယ်ထားလီဘာလို့ဂုတ်တုတ်ထိုက်တာ ကိုကြီးဖြစ်နေတာခုနကညီမလေးခိုင်ပြီးစကားပြောလို့ကြည့်တာနော်အဲ့မှာပြောပြီးသွားတဲ့အချိန်မှာဟိုထားရအဖေတပီးကိုအဲ့လိုမလုပ်ပါနဲ့ဆိုတော့နော်အဲ့ဒါတောက်ချောက်တက်ချလာပြီတကားပေါက်တက်ကြည့်လိုက်တကားပေါက်ဒီရောက်သွားမှာအဲ့ဒီဟိုနည်းနည်းမော့နည်းနည်းမော့ ဘာလို့ခိုင်းပါလဲလို့ဖေဘာလို့မျိုးတွေမလုပ်ချင်ပါဘူး ဟာအောင်နည်းနည်းဖိုက် ထားလာမယ်အဲ့မှာထားလာမယ်အဲ့လောက်ပဲကိုကြီးလက်ဘက်ကိုကြီးလက်ကိုကြည့်ဒီကိုလာဟုတ်တယ်ရပြီ အဲ့ဒီအချိန်တော့ပဲ အဲ့ရှိ ဟုတ်တယ်ဒါပေမဲ့ဟိုအရမ်းမမြန်နေတာပြအဖေဒီမှာတော့ခါပါ တစ်ချက်လောက်လာပြီတော့မိုက်တစ်ချက်လာပြီခလာခလာ ခဏလေးညီမလေးဟိုကခဏလေးမုံငါတို့အသားရောင်လေးပြီးပါမယ်ကဲမလာဟိုပါ ဝင်လာမယ်ဟိုး ခဏလေးမင်းအဲ့မှာဟိုကအဲ့မှာမီးများနေတာဟုတ်လား အဲ့ဒီကျန်ပတ်ဆုပ်ပေးလိုက်မယ်ဒီလိုဆုပ်ပေးလိုက်ရင်သူမီးကွက်တိကြပါလေ မင်းတို့အဲ့လိုသွားဆုပ်ကိုင်းမှုဟိုအဒီတာမင်းဆိုတာဟမ် မလုံတော့ဘူး ဘေးနာတိုက်တာငိမ့်ချော်နော်နာမည်က ဒါရပြီအားရပြီ ဟိုပထမအထိုင်မယ်ထိုင်မယ် ခိုင်မယ်အထိုင်ကနေထားမယ် ရလာလို့ရိုက်ကြည့်လိုက်မယ်ရလာ တို့ရာဇယ်ပဲလုပ်ကြည့်မှာဟုတ်လားဆရာ ဟုတ်တယ် ရာဇယ်လုပ်လိုက် ခဏလေးရာဇယ်ဆိုတခါရတာ1 2 3 4 go အဖေတပည့်ဘာလဲခိုင်းလို့လဲဖေ ရေရောင် တပည့်အဲ့လိုလုပ်နေမလုပ်ချင်ဘူးဖေတပည့်ရောတလားလုပ်ပဲလုပ်ချင်တော့အဖေအဖေတပည့်ဘာလို့ခိုင်းပါလဲဖေ ရပြီဟိုဒီတခါလေးပြလိုက်မင်းရဲ့တာသက်ပိုင်ငါရဲ့မင်းကြီးရဲ့ထဲပါနေတယ်တခါဆို ခောက်ပါလားအဲ့ဒါကောင်းနော်ကောက်ခောက်ပါ လူများပူတယ် ဟုတ် ဒီတခါကြီးပေးလိုက်တော့အဖေကလုံးပြီးတကားပိတ်သွားတာဒီအပြင်အော်လို့အဲ့ဒါဆိုဒါအရင်သူ့ရိုက်ချလိုက်ဟိုညီမလေးခဏနားလာလားဟိုအကို လဲဖက် စကားခောက်တယ်လေဒါဆိုဖုန်းယူလာခဲ့တော့စိတ်လိုက် အကိုဒီက မီးပန်းနေအဲ့မှာပဲထားခဲ့တာ ဒီကထွက်ပြီးတော့တကားပိတ်ပြီးတော့ဒီတော့ခတ်သွားတာလေနော် ဟာမီးပန်းနေအဲ့မှာပဲထားခဲ့ရ
ရတယ်အဲ့ဒါမြေကြီးကအောက်လို့ဆိုတော့ငါတို့ဒါလေးနဲ့ပဲချတာ ဟုတ်တယ်ဒီဘောက်ကပ်ပြီးပါ အဲ့ဒါတော့ပေးတော့ တော်တော်လေး ဟိုတော့ကလောက်လေးတစ်လုံးလောက်ရှိရမလား